တချေးမာလေးနဲ့အိမ်ဖော်မတို့ရဲ့အကြောင်းအပိုင်းတစ်ခုလို့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုကျန်တကယ်မာလေးရမချသေးဘူးလားမသိဘူးဟာငါမနဲ့စာရောင်ပြင်ပြီးသွားပြီဟာတကယ်မာလေးတနှိုးပါအောင်သူ့ဖေမေရတယ်မနက်စောစီအလောက်ခရီးထွက်ကမယ်ဆိုထွက်သွားကြတော်တော့ကြမလို့ပြောရင်တကယ်မာလေးရထားတော့လေဘာလို့အဲ့ရထားခိုင်းတာလဲမနေ့စာပြင်ယူရပြီတကယ်မလေးရဲ့အဲ့ဆိုရေမို့ဆိုးလို့နော်ဘယ်လိုချမင်းစားဖို့လာခဲ့ကြလားဟုတ်ကဲ့ဒါနဲ့ဒီနေ့ဖေနဲ့မမေမတွေ့မိပါလားဖေနဲ့မမေကအလောက်ကိစ္စနဲ့ခရီးသွားတယ်ဟုတ်လားဟုတ်တယ်အဲ့ဆိုရေစောင့်နေမယ်နော်ဟုတ်သွားလိုက်ပါကဲခုလေငါအင်ကြီးလေးလဲပွားရီလက်ချိုးပွားရီဆိုတော့ငါချမင်းတက်ချမယ်ဟုတ်တယ်ချမင်းတက်ချမယ်ကဲချမင်းတက်ချလိုက်ပါဦးမယ်ကဲချမင်းလက်စားပွားရီဘာကြီးလက်တင်းနေရပဲဒီအိမ်ကခုမှဝယ်တာဆိုတော့ဒီအိမ်ရဲ့လူဝချတယ်လို့ကြည့်ချင်သေးတယ်လေဒီအိမ်ကိုပတ်ကြည့်ချင်သေးတယ်လိုက်ခဲ့ပါလားမမအေးအဆိုတကယ်မလေးလိုက်ခဲ့ပါမယ်လာတော့ကြမယ်မတို့တွေမမရဲ့စပင်းအရှိကြီးပဲနော်ဟုတ်တာပေါ့ခင်မလေးရဲ့အဲ့လိုမျိုးစပင်းရှိခြင်းနဲ့ဘယ်လိုလဲရမှာလဲမရဲ့အဲ့လိုမျိုးစပင်းရှိကြလို့ရှိရင်စပင်းကိုမညက်ပဲနှစ်ပေါင်းများလာထားခဲ့ရမှာပေါ့မဆိုအခုချိန်ဒီတင်းစေထားစပင်းကြီးမညက်ဖြစ်ဘူးမတန်းညက်လိုက်ပါမညက်ဖြစ်ပါဘူးမညက်ရပါဘူးစပင်းနှစ်ပေါင်းများလာတင်းထားကဲဒါတော့အင်တလီမှာတီဗီကြည့်ခန်းနေပါရှိတယ်စောချင်တာစောတိလားဟုတ်ကဲ့နောက်မှရေကူးကန်ရှိပြီချောရံပြောရေချိုးတာမချိုးပဲနဲ့ရေကူးရကြကူးမှာပေါ့အေးပါငါတို့မြမပါငါတော့ရေမကူးရအလွတ်ခံမှာမဟုတ်အဲ့ဒီတော့လေရေပြန်ကူးမှာအေးပါလေပတ်ပါကြည့်သွားကဲငါအင်းကြီးလဲဝါးရီဆိုတော့ရေသားကူးမယ်ဒါကကြည့်ရတာအင်ဖော်မကြီးရဲ့တကြီးရကျဆိုအမကြီးအတွက်လှုပ်ထွေးထားတာမသိဘူးဒါဒီအဲ့ဒီမိုက်ခံနေမှာငါ့ရဲ့အင်းကြီးချထားဆိုငါဝက်လို့ရတယ်ငါရေသားကူးနေဒီဘက်ကမထွက်တော့ပါဘူးကိုဘောက်ကပဲထွက်မယ်ဝေါမိုက်လိုက်တာဟိုအိမ်ပေါ်မှာမကြီးပြောရေဘူးကန်ရှိတယ်မလည်းရှိဘူးငါရေဘူးလာတာငါမမကိုပြန်တာမမပြောမှာအလားမှာရေဘူးကန်ရှိရဆိုတခင်မလေးမိသွားတာဖုန်းကကြည့်နေရပြီရောအဲ့ဆိုလည်းပြင်းစရာကြီးဒါဆိုလို့ရှိရင်အပေါ်မှာစိုင်းတီးဝိုင်းရှိရအဲ့မှာမမလေးဘယ်လဲမမနဲ့တူတူတွားပြီးတော့တီးကြမယ်အလုံးမအားပါဘူးအိမ်တန်ရှိလောက်ကောင်မယ်မမရဲ့လုံးဝလောက်ပါလားပြပြတော့ဘယ်တော့ပြန်လာကားပြန်လာမှာလေကြာသေးပါရဲ့လာတက်ကြမယ်ကဲဒီဗီဒီယိုကတော့ပါပဲအပိုင်းညလေးကိုမျှော်ပါအောင်အပိုင်းညလေးကြည့်ရမယ်အားလုံးပဲဘိုင်မှာစကားလေးလုပ်ခဲ့ကြအောင်နော်